မင်္ဂလာပါဒီနေ့ရဲ့ podcast လေးမှာတော့ကျောင်းသားကျောင်းသူတွေကြားထဲမှာစိတ်ဝင်စားမှုများလာတဲ့ GED ပညာရေးနဲ့ပတ်သက်တဲ့အကြောင်းရင်းလေးတွေကိုဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့ကျမနဲ့အတူGED နဲ့နိုင်ငံခြားပညာတော်သင်သွားဖို့အတွက်ဘယ်လိုတွေလုပ်ရမလဲဆိုတာကိုပညာရေးလမ်းကြောင်းနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံရှိဆွေးနွေးပေးနိုင်တဲ့ Willing Education Consultancy မှာ Education Advisor မနော်နေနွယ်မေကိုဖိတ်ခေါ်ထားတာပဲဖြစ်ပါတယ်အမမင်္ဂလာပါရှင်ကိုမိတ်ဆက်ပေးပါအောင်မင်္ဂလာပါရှင်။မကတော့မနော်ဖြစ်ပါတယ်။ Willing Education Consultancy ရဲ့ Education Advisor ဖြစ်ပါတယ်။ဒီနေ့မှာဒီ GED နဲ့ပေါ့နော် study abroad ဘယ်လိုမျိုးသွားလို့ရလဲ။နောက်တစ်ခါကျတော့ကျောင်းသားကျောင်းသူတွေစိတ်ဝင်စားမှုများတဲ့ knowledge sharing ဖြစ်စေမယ့်အကြောင်းအရာလေးတွေကိုပါဝင်ဆွေးနွေးခွင့်ရတဲ့အတွက်ကြောင့်ဝမ်းသာပါတယ်ရှင်။ဒါဆိုရင်အမရေပထမအဆုံးမေးစတဲ့မေးခွန်းလေးอ่ะပေါ့နော်ဒါကတော့ကျောင်းသားတွေကြားမှာရှုပ်ထွေးနေကြတဲ့မေးခွန်းလေးတစ်ခုလည်းဖြစ်တယ်ပေါ့နော် GED တက်မယ်ဆိုလို့ရှိရင် GED နဲ့ Pre-GED ဆိုပြီးတော့နှစ်မျိုးရှိတယ်ဒါဆိုရင် GED ကိုဘယ်လိုကျောင်းသားတွေကပြင်သင့်တာလဲ Pre-GED ကိုဘယ်လိုကျောင်းသားတွေကတက်သင့်လဲဆိုတာကိုအမအနေနဲ့အကြံလေးပြပေးပါအောင်ရှင်ပါဒီအပိုင်းလေးရတော့ပေါ့နော်အမတို့ဒီ Facebook group တွေ Viber group တွေနောက်တစ်ခါကျတော့အမတို့ရဲ့ agency ကိုဒီ message box ကနေတော့၎င်းဖုန်းနဲ့တော့၎င်းမင်းများတဲ့မိကုန်းလေးတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ pre-GED GED ပေါ့နော်အဲ့တော့ GED ကတော့ဒါပုံမှန်ဒီရှိနေတဲ့ diploma ပေါ့အဲ့တော့ဒီ pre-GED GED ဆိုတာကပေါ့နော်အမတို့စီမှာရှိတယ်ဒီမတို့မြန်မာနိုင်ငံမှာရှိတဲ့ကျောင်းသားကျောင်းသူတွေသူတို့လက်ရှိတက်ရောက်နေတဲ့သူတို့ရဲ့ education background ပေါ့ဒီ background တွေကတစ်စစ် GED ကိုကူးပြောင်းတဲ့အချိန်ကြာလို့ရှိရင်လိုအပ်တဲ့ပြန်ပြီးတော့ဖြည့်ရမယ်အတန်းလေးတွေအတွက်ကိုဆိုပြီးတော့ဒါ pre-GED ဆိုပြီးတော့ဒီမှာရှိတဲ့ဒီကျောင်းတွေဒီ training school တွေကသူတို့ဖွင့်ကြတာပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဘာတွေထည့်ပြီးသင်ပေးလဲဆိုတော့ science တို့ math တို့နောက်တစ်ခုကကြတော့မတို့ဒီအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ပေါ့နော်ဒါ IGCSE ဆိုရင် first language လိုမျိုးပေါ့နော်ဒီလိုမျိုး level မျိုးကို pre-GED အဆင့်မှာသင်ကြားပြီးတော့မှသူက GED ကိုကူးပြောင်းကြတာပေါ့နော်အဲ့တော့ pre-GED ကတက်တင်လားမတက်တင်လား GED ပဲတန်းတက်ရမလားဆိုတဲ့ဟာကကြကိုကလေးရဲ့ education background ကိုကလေးရထားတဲ့ဒီ academic level ကိုသေချာသိဖို့လိုတယ်ပေါ့နော်အဲ့တော့ကလေးကလက်ရှိမှာမတို့ဒီ government မှာသူတို့တက်ရောက်နေတဲ့ဟာကပေါ့နော်ဥပမာ year 6တို့ year 5တို့ year 7တို့ဒီ level ပေါ့5 6 7 level လောက်ဆိုလို့ရှိရင်တော့ pre-GED ဆိုတဲ့အတန်းမျိုးကိုတက်ဖို့လိုတယ်ပေါ့နော်အဲ့တော့သူတို့ရဲ့လက်ရှိသင်ထားတဲ့ syllabus တွေဒီ curriculum တွေပေါ့နော်ဒီကနေမှတစ်ဆင့်ဒီ GED ဘက်ကိုပြောင်းသွားတော့မှာဖြစ်တဲ့အတွက်ကြောင့်သူတို့မှာ background မပါခဲ့ဘူးဆိုလို့ရှိရင်စာလိုက်ရတဲ့အချိန်မှာအားနည်းတာမျိုးရှိမယ်ပေါ့နော်အဲ့တော့ကျောင်းသားကျောင်းသူတွေနဲ့မိဘတွေကြားမှာသိမြင်ထားတဲ့ဟာမှာတချို့အရာလေးတွေမှာနည်းနည်းလေးဒီလွဲနေတာလေးရှိတတ်တယ်ပေါ့ဘာလို့လဲဆို GED ကဒါ၄ဘာသာပဲတက်ရတယ်အဲ့အတွက်ကြောင့်မလို့လွဲတယ်ပေါ့နော်ပြီးတဲ့အခါကျတော့အမြန်ဆန်ဖြေလို့ရတယ်ပေါ့နော်ဒါပေမဲ့ GED မှာလည်းခုန၄ဘာသာဆိုမဲ့သူ့မှာသူ့ရဲ့ဒီ lesson တွေသူ့ရဲ့ဒီ curriculum တွေကဒီစုံလင်လင်ပေါ့နော်တေချာလေးထည့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခလေးက background မပါလာခဲ့ဘူးဆိုရင်မလိုက်နိုင်တာမျိုးရှိနိုင်တယ်ပေါ့နော်အဲ့တော့ခုနပြောသလို year 6 year 5 6 7ပေါ့နော်ဒီအတန်းတွေတက်ရောက်ထားတဲ့ကလေးတွေဆိုလို့ရှိရင်တော့ pre-GED level လောက်ကနေစပြီးတော့ခုနပြော maths တို့ science တို့ English အပိုင်းတွေကိုတေချာလေးဖြည့်တင်တယ်ပေါ့နော်အကယ်၍ညာကလေးကလက်ရှိပေါ့နော် international ဒီ school တွေမှာတက်တယ်ဒါမှမဟုတ်ဘူး bilingual သဘောမျိုးပေါ့နော်ဒီနှစ်မျိုးသင်ပေးတဲ့ဒီလိုမျိုးကျောင်းတွေမှာတက်ထားတဲ့ကလေးတွေ year 8 year 9ပြီးထားတဲ့ကလေးတွေဆိုလို့ရှိရင်တော့ pre-GED ကိုတက်ချင်တက်လို့ရတယ်လို့အကြိမ်မတက်ချင်ဘူးဆိုလို့ရှိရင် GED ကနေစပြီးသွားလို့ရတယ်အဲ့တော့ GED ကနေစပြီးသွားတဲ့အချိန်မှာ၄ဘာသာပဲမို့လို့တစ်လောက်တစ်ဘာသာပြင်လိုက်မယ်နော်ပြီးတဲ့အခါကျ၄လနဲ့အပြီးပေါ့နော်ဖြေလိုက်မယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်အနည်းဆုံး6လကနေ8လလောက်တော့ preparation လုပ်ပြီးတော့တေချာလေးဖြည့်ဆိုမယ်ဆိုရင် score ကောင်းကောင်းရပြီးတော့ဒီ university scholarship တွေရှောက်တဲ့အချိန်မှာပေါ့နော်အခွင့်အရေးကောင်းတွေရနိုင်ပါတယ်ရှင်ဟုတ်ပါရဲ့အဲ့ဆိုလို့ရှိရင်တချို့ကျောင်းသားတွေကကြောက် GED တော့တက်ချင်တယ်ဒါပေမဲ့အင်္ဂလိပ်စာသိမကောင်းဘူးဒါဆိုရင်သူတို့က GED တက်အောင်တန်းတက်ဖို့လိုလားဒါမှမဟုတ် pre-GED ကိုရွေးတင်တာပေါ့နော်အဲ့ဒါလေးလည်းပြောပြပေးပါအောင်ဟုတ်ကဲ့ပါအဲ့တော့ GED တက်ဖို့အတွက်အင်္ဂလိပ်စာကောင်းဖို့လိုလားဆိုတဲ့ဟာကိုထက်ကိုပေါ့နော်အင်္ဂလိပ်စာကောင်းဖို့လိုလားဆိုတော့ကိုက GED ပြီးသွားလို့ရှိရင် study abroad လုပ်မှာလားဒါဆိုလို့ရှိရင်အင်္ဂလိပ်စာသေချာပေါက်ကောင်းဖို့လိုတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျမတို့ကဒါမြန်မာနိုင်ငံမှာရှိရမြန်မာနိုင်ငံသားတွေဖြစ်တယ်။အဲ့တော့ second language အနေနဲ့ကျမတို့အင်္ဂလိပ်စာကိုအသုံးပြုကြတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့ကျမတို့ကနိုင်ငံခြားရောက်သွားတဲ့အချိန်မှာကျမတို့ဒီ first language အနေနဲ့အသုံးပြု English talk country တွေကိုပဲကျမတို့သွားကြမှာပေါ့နော်။အဲ့တော့ GED တက်ဖို့အတွက်အင်္ဂလိပ်စာကောင်းဖို့လိုလားဆိုတာထက်GED ပြီးသွားပြီဆိုတဲ့အချိန်မှာ study abroad သွားဖို့အတွက်ဒီအင်္ဂလိပ်စာလိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အင်္ဂလိပ်စာဒီတေချာလေးကိုယ့်ရဲ့ level alike background test စစ်ပြီးတော့ပေါ့နော်ပြင်ဆင်သွားဖို့လိုတယ်နောက်တစ်ခုကကြတော့ဒီ
GED မှာသင်ရတဲ့ RLA ပေါ့နော် RLA မှာသင်ရတဲ့ဒီ subject တွေဒီအင်္ဂလိပ်စာကိုအခြေပြုပြီးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကလေးတွေကပေါ့နော်သူတို့ရဲ့ဒီ English background ကိုတေချာလေးပြင်ဆင်ပြီးတော့ဒီ GED ကိုသွားတယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတယ်ဒါမှမဟုတ်ဘူး GED duration ကိုနည်းနည်းလေးရှည်လိုက်ပြီးတော့ပေါ့နော်အင်္ဂလိပ်စာနဲ့တွဲပြီးတော့တေချာလေးပြင်ဆင်သွားနိုင်တယ်ဆိုပိုကောင်းတယ်ပေါ့နော်